မင်္ဂလာပါခင်ဗျာဒီတစ်ခါပေါ့နော်ကျွန်တော်ပြိသက်တွေနဲ့မိတ်ဆက်ပေးမဲ့ fighter ပြန်ပြီးမိတ်ဆက်ပေးရမယ့် fighter ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကနေရှာရှာပါပါထွက်ပေါ်ထားတဲ့အမျိုးသမီး MMA fighter ပေါ့နော်အမျိုးသမီး MMA fighter ဟိုတော့ဆိုရင်တော့ပြိသက်တွေကဒီ fighter အကြောင်းဆော်ကြီးကတည်းကသိကြတယ် One Championship မှာ MMA ပွဲတွေစတိုက်ထိုးခဲ့တဲ့ fighter ပေါ့နော်အန်တိုနီယာလို့ခေါ်တယ်ကျွန်တော်တို့ကတော့တူတူလို့ခေါ်တယ်ပေါ့နော်အဲ့ဒီ fighter အခုပြန်ပြီးတော့ဒီ fighter လောကတွေပြန်ပြီးအခြေချလာပြီးတို့မင်္ဂလာပါခင်ဗျမင်္ဂလာပါရှင်တို့ပြည့်သက်တွေကိုပြန်ပြီးတော့တစ်ချက်လောက်မိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မနာမည်ကအန်တိုနီယာပါတူလို့ပဲနင်းခေါ်ကြတော့ဗောနော်အရင်တုန်းကတော့ကျွန်မဒီ One Championship မှာပေါ့ MMA အကစားနည်းနဲ့ကျွန်မဝင်ရောက်ရှင်ပြိုင်ခဲ့ဖူးပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျအဲ့တော့တို့ရဲ့ဒီ One Championship မှာတို့ရဲ့ record อ่ะဗောနော်ဒီ MMA record อ่ะစုပေါင်း5ပွဲထိုးရ3ပွဲနိုင်2ပွဲရှုံးဆိုပြီးတော့ပြထားဗောနော်အဲ့လို့ဆိုတော့ကျတော့အဲ့ဒီ record อ่ะတကယ်ပဲအမှန်လားဒီဘယ်ချိန်ကနေစပြီးတော့ One Championship မှာအဲ့ဒီတော့ဝင်ရောက်ခဲ့ရလဲအဲ့ဒါလေးတစ်ချက်ပြောပြပေးပါလားအဲ့ record ကအမှန်ပဲပေါ့နော်အခုနော်ကျွန်မကစားတာတော့ဒီ2နှစ်3နှစ်ကာလအတွင်းကျွန်မ5ပွဲလောက်ပဲကစားမိလိုက်တယ်အဲ့နောက်ပိုင်းမှာတော့ဒီပွဲတွေကတော့တောက်လျှောက်ရတာပေါ့နော်ဒါပေမဲ့ဒီကိုဗစ်ကာလခါကျတော့လေကျွန်မကဒီအင်ဒိုနီးရှားနေကျွန်မထွက်လို့ရှိရင်အဝင်ကိုသူတို့ကပြန်လက်မခံတော့တဲ့အနေအထားမျိုးကလည်းအခက်ခဲနေနေရှိတော့ဗောနော်ပြီးတော့ဥပမာပေါ့ဒီမြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံဘက်ကနေလည်းဒီကယ်ဆယ်ရေးလေယာဉ်လေးပေါ့နော် relief flight လေးလည်းလွတ်ပေးတာတော့ရှိရပါတော့ဒါပေမဲ့အဲ့ဒီလေယာဉ်တွေကလည်းကျွန်မတို့ကဗာလဲမြန်မာပြည်ဆက်ပြန်ဖို့ကကြောက်လည်းအခက်ခဲရှိရဆိုဘယ်လိုရှိလဲဆိုတော့သူကတောက်ကြနီးမနဲ့ပဲသူကလာခေါ်ပြီးတော့ဗောနော်ကျွန်မတို့ရဲ့ဒီပွဲချိန်ကတောက်ကြနီးညဖြစ်နေရပါတော့ဆိုတော့စင်ကာပူရဲ့ကုန်စည်နှုန်းတွေကုန်ကြစရိတ်လည်းအခုလည်းတိမှာပါဆိုတော့ကျွန်မတပားလောက်ကိုကျွန်မဒါဟိုဒီစင်ကာပူမှာပဲတောင်းတင်ပြီးနေရမယ်ဆိုလည်းမဟုတ်သေးဘူးเนาะဒီချိုးစီနဲ့ဆိုတော့လေအကြောင်းလို့ပွဲတွေလက်မခံဖြစ်တော့ဘောเนาะအဲ့နောက်ပိုင်းဟုတ်ကဲ့ရှယ်ဟုတ်ကျွန်တော်သတိထားမိအဲ့ဒီကိုဗစ်2019နောက်ပိုင်းမှာတူတူပျောက်သွားပါတော့အဲ့တော့တူတူကအဲ့တော့ဘာလီ MMA မှာလေ့ကျင့်တာပေါ့နော်အဲ့တော့ကလေးဒီမြန်မာပြည်ကနေစွန့်စားပြီးတော့နိုင်ငံတကာဂျင်မှာစပြီးလေ့ကျင့်တဲ့အထက်မှာတူတူတို့ကဥဆုံးလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဘာလီ MMA နဲ့ဘယ်လိုချိတ်ဆက်ပြီးတော့ဘယ်လိုပုံစံမျိုးလေ့ကျင့်ပြလဲဘယ်လိုရှင်းပြပြလဲတစ်ချက်လောက်လေးအတွေ့အကြုံလေးမျှပါဦးဟုတ်ကဲ့ရှင်ကျမဒီ2018ပေါ့နော်2018လောက်ကျမ MMA ပွဲစပြိုင်တာပေါ့ပြည်တွင်းပွဲမှာပေါ့နော်ကျမအနိုင်ရတဲ့ခါကျတော့ကျမဒီထက်ဟိုစွမ်းဆောင်ရည်ပို့ပြီးတော့မြင့်မားလာဖို့ဆိုကျမပြပထွက်မှပဲရမှာလေနော်မြန်မာနိုင်ငံမှာကဒီMMA နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကကောင် sporting ပေးနိုင်တဲ့ဂျင်းလည်းမရှိဘူးဆိုတော့ကျမပြပထွက်သွားတော့ပေါ့ပထမဆိုတော့ကျမတိုက်ကားကိုရောက်သွားတယ်တိုက်ကားမွေထိုင်းကိုရောက်သွားတယ်ထိုင်ကဖက်ကလည်းကျွန်မစပွန်ဆာပေးရပါတော့ဆိုကျွန်မရောက်သွားတယ်အချိန်မှာကနှစ်ပတ်လောက်ပဲကျွန်မလေ့ကျင့်လိုက်ရသေးတယ်တိုက်ကမှာလေ့ကျင့်တဲ့ချိန်မှာကျွန်မရဲ့ one championship ကျွန်မနောက်ထပ်ပွဲတစ်ပွဲထပ်ပေးတာပါနော်ပေးတဲ့ချိန်မှာကျွန်မရဲ့ opponent ကလည်း Rika Ishige ဆိုသူကလည်းလက်ရှိကဒီတိုက်ကမှာတိုက်ကမှာဆိုတော့လေနော်ထိုင်ရနာမည်ကြီးအဲ့တော့ဟုတ်တယ်အဲ့နဲ့တကြည်တဲ့အဲ့လိုမျိုးတူနေလို့မရဘူးဆိုတဲ့ချိန်မှာကျတော့ကျွန်မကကျတော့အတိဖြစ်နေတဲ့လူပေါ့နော်အဲ့တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မကနေရာဖယ်ပေးလိုက်တာပေါ့နော်ဆိုဘာလီ MMA နဲ့ကျွန်မပြန်ချိတ်ပြီးတော့ဒီဘာလီ team ဖက်ကျွန်မပြန်ရောက်သွားတော့ပေါ့ဟုတ်အဲ့ပုံစံမျိုးနော်ကျွန်တော်သိတာမသိဘူးကျွန်တော်အဲ့တော့တူတူခေတ်တော့ Ishige ရဲ့ဒီ one မှာတော့သူကမျက်နှာပေါ့နော်သူကအမြဲတမ်းသူစင်တင်ခံရတော့အဲ့ဒါတော့သတိထားမိတယ်ဟုတ်အဲ့တော့ဘာလီကိုဘယ်လောက်ကြာသွားသေးလဲတူနောက်ပွဲတွေမှာဆိုရင်ဘာလီစပွန်ဆာနဲ့ထိုးတာကျွန်တော်သတိထားမိတယ်ဟုတ်ကျွန်မဘာလီမှာကဟိုမျိုးပေါ့18လောက်တည်းရောက်နေရဆို20လောက်ထိပေါ့နော်ကျွန်မဘာလီမှာပဲရှိတယ်အခုဟုတ်အဲ့မှာအဲ့ဆိုရင်19လောက်မှာတော့ဒီဝမ်ပွဲရက်သွားပြီးနောက်ပိုင်းဘာလီကနေဒီဘာလီ MMA နေတခြားနေရာဆက်ထိုးပြသေးတာတူအဲ့ရမသွားဘူးဘာလီမှာပဲကျွန်မ training လုပ်နေတယ်အဲ့ဒီတော့သွင်းမှလည်းတို့ပွဲခဏပေးတယ်ကျွန်မကိုဗာလဲ shadow care နဲ့လည်းပေးတယ်နောက်ဗာလဲmimbo ဘောနော် mimbo နဲ့လည်းသူပေးတယ်ပွဲကောင်းလေးတွေတအားပေးတာဘောနော်ဆရာတို့ကလည်းနီတပွဲနှစ်ပွဲလောက်ထိုးတော့နီ6ပြပွဲပြန်ရတော့မထင်နဲ့နီလေးရေလည်းအရန်တက်လာပြီပေါ့သူတို့ကတော့ပြောရှာပါတယ်ဒါပေမဲ့ဒီကိုပြီးအနေထားကြတော့ပွဲလက်မခံcancel ခဏဖြစ်သွားတော့ဗောနော်ဟုတ်အဲ့ဆိုအဲ့ကိုဗစ်နောက်ပိုင်းမှာတူပွဲဝေးသွားတော့တာဗောဟုတ်တယ်နော်ဟုတ်တယ်ကိုဗစ်နောက်ပိုင်းမှာပွဲဝေးသွားတော့ဗောကိုဗစ်ပြီးတော့မြန်မာနိုင်ငံချင်းနေကြောက်လဲပွဲဝေးသွားတော့ဗောနော်အဲ့ကြောင့်အခုအဲ့တော့ပြန်ပြီးတော့ဒီ fighter လောကထဲဝင်ဖို့ကြိုးစားနေတာဒီတစ်ခေါက်ဆိုရင်ကျွန်တော်နားလိုက်တာကဒုတိယအကြိမ်မြောက်ပေါ့ဘာဖြစ်လို့ဒီလိုပုံစံမျိုးပြန်ဝင်လာဖို့စိတ်ကူးပြန်ရတာလဲ
ဘာလို့လဲဆိုပြောမယ်ဆိုလဲအရှိပေါ့နော်အတူချိုးပြောမယ်ဆိုတော့လေဒါကိုဝါတနာပေါ့နော်ကိုပြီးတော့ကျမတို့ကလည်းဘယ်လိုပြောမဆိုအရင်သူများလိုမျိုးလဲပညာတတ်အတိုင်းဝိုင်းထဲကလည်းမဟုတ်ဘူးဆိုတော့လေနော်သူကိုနဲ့ဒါကကြတော့ပို့ပြီးတော့အဆက်ပြောရမှာပေါ့နော်ဒါကိုလောက်ပိုက်ခွင့်တဲ့တွဲနဲ့ပိုနီးဆက်တယ်လို့ပြောရမှာပေါ့နောက်တစ်ခုကျမသားလေးလည်းကျမဒီလမ်းကြောင်းပေါ်လဲပို့ချင်တာပေါ့နော်ကျမဒါလေးကိုကျမချပြချင်တာပေါ့ကျမတို့ကဒါလုပ်ခဲ့တဲ့ဒါဒီအရာလေးကိုကျမပြချင်တာပေါ့နော်အဲအကြောင်းလို့ပါဟုတ်အဲ့တော့ဒီတစ်ခေါက်ပြန်ဝင်လာကဒုတိယကြီးရှေ့ပထမလွန်ခဲ့တဲ့5-6လလောက်တော့တပွဲထိုးသေးရလားလို့အဲ့ချင်းမိုင်ဘက်မှာအရင်လာတော့တပွဲထိုးအရင်လာတော့အဲ့ဟာရဲ့အရှိမထိုးသေးလားလို့အခုကနိုင်တယ်အရင်တစ်ခေါက်တော့လည်းတစ်ခါထိုးသေးရလားလို့အဲ့တော့မဲဆောက်မှာလားမဲဆောက်မှာလားအဲ့ဒါ2022တုန်းကကြာပြီဟုတ်လားကြာပြီကျွန်တော်အဲ့တော့သတိထားမိလိုက်တယ်တူကျွန်တော်ပြောပြန်ဘက်ကဝေးကြီးနဲ့ထိုးရတာဆိုပြီးတော့အဲ့တော့ကျွန်တော်လည်းလို့မျက်နှာချမပြသေးဘူးတူမေးကြည့်တူကဝေးကြီးနဲ့ထိုးလိုက်ရတာအဆင်မပြေဘူးဆိုပြီးကျွန်တော်ပြောပြတယ်ဟုတ်တယ်အဲ့တော့မဲဆောက်မှာအခုတူကြားထဲမှာပေါ့နော်တူပြန်လာတဲ့အနေထားမှာပြည်သက်တယ်လည်းမေးရပေါ့တူဘာညာဆိုဟုတ်တယ်လို့ကျွန်တော်စီလည်းအဲ့လိုချင်းကိစ္စတွေမေးတယ်လို့ကျွန်တော်လည်းဒီဘက်တော့တက်နိုင်လောက်လိုက်ချိတ်တယ်ပေါ့အဲ့လိုအနေထားကနေတူကပေါ်လာရပေါ့ပေါ်လာပြီးတော့training တောင်သိမစင်နေပဲနဲ့ပွဲထိုးပြစ်တာလေဘယ်လိုပုံစံမျိုးနဲ့ပွဲချက်ချင်းရပြီးတော့ပြန်ပြီးတော့အဲ့လိုထိုးပြစ်တာလွတ်ချက်လောက်အဲ့ဒီကလေဟုတ်ကျမဒီအခုလက်ရှိကျမကြည့်နေတဲ့ gym ကလေကျမကိုအရန်ကြည့်သူကမျော်လင့်တာပေါ့နော်ပြန်ပြီးတော့ campaign လာနိုင်ဖို့သူတို့ကအရန်ကြီးမျော်လင့်ထားတာဆိုတော့လေနဲ့သူတို့အနေနဲ့တော့အပြည့်ဝ support ပေးတာပေါ့နော်ပွဲရှိရင်သူကကျမချက်ချင်းပေါ့နော်တူရေပွဲရှိရနေကစားချင်လားဒီဘာလုပ်ချင်လားအဲ့လိုမျိုးပေါ့နော်သူတို့ကျမချက်ချင်း remind လုပ်ပေးတာပေါ့နော်ဆိုတော့ကျမအနေနဲ့လည်းပွဲကမထိုးတာလည်းအရင်ကြာပြီပေါ့နော်ဆိုစိတ်ကရှိန်နေတယ်စိတ်နဲ့စိမ့်နေတဲ့အနေအထားမျိုးမှာကျမပြန်ပြီးတော့တဖန်ပေါ့နော်ရင်းနှီးလာအောင်ပေါ့နော်ကျမလောက်ချင်တော့ဗောနော် training ကတော့အချိန်မရဘူးဗောနော်မရဘဲနဲ့ကျမအပြန်ပွဲလဲကျမဝင်ပြန်ဖြစ်လိုက်တယ်ဗောအကိုဟုတ်အဲ့တော့ training ဆင်းရတာဗောနော်ဘာလီတော့ပုံစံမျိုးနဲ့အခုပြန်ဆင်းရတာ ਨੇ ကွာတော့ကွာမှာဗောနော်ဟုတ်တော်ကွာတယ်ဘာလီတော့ကကြောင့်ငယ်တာလေငယ်သေးတော့နော်အဲ့တော့ငယ်သေးတယ်နော်ကြည့်စရာဆိုတော့ဒီတခြားဟာတွေကကိုယ့်အတွက် pressure မရှိဘူးလေအခုနောက်ပိုင်းကျ pressure တွေလည်းတစ်ခုပြီးတစ်ခုများလာတော့ဗောနော်ကိုယ့်အတွက်ခါကျအားတွေများလာတဲ့အချိန်မှာကွာတော့ဗောနော်စိတ်ဖိစီးမှုပိုင်းတွေကအစဗောနော်အဲ့ဒါတော်ကွာတယ်ဟုတ်စိတ်ခေါ်မှုတွေဘယ်လိုပုံစံမျိုးဖြစ်မလဲအခုကိုယ်နဲ့ပြန်ဝင်လိုက်တဲ့အနေထားဗောနော်အဲ့လိုဆိုတော့ကိုယ့်အတွက်ဘယ်လိုဟာတွေဘာတွေပြင်ရမယ်လို့အဲ့လိုကိုပြန်ပြီးတော့သုံးသပ်မိလဲစိတ်ခေါ်မှုလားကျွန်မဘယ်လိုပြောမလဲဆိုကိုကလေစင်နဲ့ဝေးတာအရန်ကြာကကြလို့ဒီချိန်မှာကျပိတ်တက်တာကိုတအားမျော်လင့်နေလင်းတော့ပြန်မျော်လင့်နေတဲ့ချိန်မှာကိုင်းထက်ပြန်ဝေတဲ့ချိန်မှာလေအရှုံးနဲ့တော့ပြန်မဝင်ချင်ဘူးလင်းတော့အဲ့ဒါတော်လေးဖိအားဖြစ်တယ်ဗောနော်ဘာလို့လဲဆိုပုံပြပန်းပြပြီးမှလည်းအရန်ကြောက်ဒီလားရှုံးသွားမှလည်းအရန်ကြောက်အဲ့လိုမျိုးပေါ့ဒီဒါလည်းတပိုင်းပေါ့နော်နောက်ထပ်အကောင်းဆုံးပဲပြည့်တဲ့ကိုချပြချင်တယ်လင်းနော်ဆိုအဲ့ဒါလည်း PR တပိုင်းနောက်တပိုင်းကကျတော့ကိုရဲ့ခလေးကလည်းအောက်မှာတကြီးနဲ့တညာနဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါလည်းတပိုင်းနောက်ပြီးခါကျတော့ပါလဲဆိုကိုတက်လုံးကလည်းအရင်လိုပြန်မရနိုင်သေးဘူးလေနော် training ဟုတ်တယ်ချက်ချင်းပွဲပြန်ပြီးလက်ခံတာဆိုဟုတ်တယ်ကျွန်တော်နားလဲအဲ့ဒီဟာဟုတ်တယ်training တပလေးနဲ့ပွဲပြန်လက်ခံလိုက်တာဆိုတော့လေငါမောသွားမှလားငါတချီနဲ့ငါရုပ်ပြက်စင်းပြက်ဖြစ်သွားမှလားငါဘာဖြစ်သွားမှလဲပေါ့နော်PR pressure ရတအားများတော့ပေါ့အခုဟုတ်အခုရော training လို့တလဝန်းကျင်လောက်မိလာနေတာဘယ်လိုကိုအားရမိလား training မိလာပြီလားဘယ်လိုနေထားမှရှိလဲခန္ဓာကိုယ်ကtraining မိလာပြီလားဆိုတော့အကိုရဘယ်လိုပြောမလဲဆိုတော့မိလာပြီလို့လည်းပြောလို့မရသေးဘူးပေါ့နော်ဘာလို့လဲဆိုဘာလို့ဆိုတူခါကျတော့မိသားစုနဲ့ရှိနေတာဆိုတော့ဒီနော်ဟုတ်တယ်တစ်ဖက်ကနေဟုတ်တယ်မျိုးပဲခလေးအမျိုးပေါ့မိသားစုနဲ့ရှိလာချင်တော့ကိုက training အရန်သွားချင်တယ်ခလေးကကိုကြီးတယ်ခလေးဘာဖြစ်ကိုကခလေးအချိန်ပေးလိုက်ရပြီအမျိုးနော် training လောက်လိုက်နားလိုက်နဲ့ပုံစံဖြစ်သွားတော့ပေါ့နော်ဆိုအဓိကတော့တက်လုံပိုင်းတော့ကောင်းပြန်မရသေးဘူးเนาะဒါပေမဲ့တခုခါကျတော့ဒီအဓိကကျတော့ကွာဒီ technique ပိုင်းလေးတွေပြန်ရင်းနှီးလာတယ်အဲ့လိုမျိုးပေါ့နော်ထိုးတာကန်တဲ့ပိုင်းလေးတွေကိုပြန်ရင်းနှီးလာတော့ဒီအရင်ကမလောက်တော့ test တော့အများကြီးပြန်ပြီးတော့နည်းနည်းပ
ပိုတိုးတက်လာတော့ဗောနော်အခုနော်ဟုတ်ကဲ့အဲ့တော့ဟိုတူတူရဲ့ဂျင်ကပေါ့ကျွန်တော်အစောတော့ဘယ်ဂျင်မှန်းတော့မသိဘူးဒါပေမဲ့တူတူရဲ့ပုံနဲ့တင်လိုက်တော့ကြတော့အားလို့ဂျင်ကလည်းတအားကြီးအားထားရပဲဆိုပြီးကျွန်တော်အဲ့ post တစ်ခုတွေ့လိုက်တယ်ပေါ့နော်အဲ့တော့ဂျင်နဲ့ပြည်သက်တွေလေးတစ်ချက်လောက်မိတ်ဆက်ပေးပါလားတူတူပဲဂျင်မှာလေးကျင်နေရပေါ့နော်ဘယ်လိုနေထားရရှိရအခုလက်ရှိပေါ့နော်တူတူချင်းမိုင်မှာပေါ့ချင်းမိုင်မှာရောက်နေပါတယ်ဒီ Tiger မွေထိုင်း fever မှာပေါ့နော်တူတူအချင်းမှာလေ့ကျင့်နေပါတယ်အချင်းကလည်းတူတူတို့အရန်ချစ်ပါတယ်သူတို့တကယ် nutrient မှုလည်းအပြည့်ဝပေးတယ်ပြီးတော့အချင်းကလည်းတကယ် fighter လေးတွေလည်းသူတို့လူအပ်နေတာပေါ့နော်fighter လေးလည်းများမွေးချတဲ့အနေထားမျိုးလေးတွေရှိတယ်ဆိုတော့အားလုံးလည်းစိတ်ပါဝင်စားလို့ရှိရင်လည်းတူတို့နဲ့လာ join လို့ရပါတယ်လို့တခါလေးဖိတ်ခေါ်ပါတယ်ရှင်ရင်ကောင်းပဲကျွန်တော်မြန်မာ fighter လေးတွေအဲ့လိုနေရာတွေရှားနေတာပေါ့နော်ဟုတ်အဲ့တော့အဲ့ချိန်ကလည်းအဲ့လိုဆိုတော့အဲ့သူတို့ရေးထားတဲ့ဟိုပေါ့နော် state မှာပေါ့နော်တူတူ1 championship ပြန်ပို့မယ်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုဆိုတော့အဲ့လိုဂျင်နဲ့တခါတည်းအဲ့လိုဟိုငါတို့ဒလိုရအောင်လုပ်ကြမယ်အဲ့လိုပုံစံမျိုးရှိလားတူတို့ကြားထဲမှာပေါ့နော်ဂျင်နဲ့အဲ့လိုဒလိုရအောင်ထိသွားကြမယ်အဲ့ပုံစံမျိုးပြောထားရှိလားဂျင်တူတူကတော့လေလက်ရှိကကြောဒီဂျင်မှာပေါ့နော်တူတူအဓိကကြောဒီပေါ့ပရိသတ်နဲ့လည်းဝေးတာလဲကြားပြီးပွဲဝေးလဲကြားပြီးတော့တူတူအဓိကပိုင်းကကြောဒီမှာfan ပိုင်းလေးလည်းတူတူနည်းနည်းပြန်ရှာချင်တယ်ဆိုတော့အဓိကဒီဂျင်မှာပဲတူတူအမိခိုနေရပါတော့အစပေါ့ဒါပေမဲ့တူတူရဲ့ဂျင်မှာတော့2လ3လလောက်ပဲတူတူမျိုးမှန်းထားပါတယ်ဒါပေမဲ့သူတို့ကတော့တူတူအပုံကြည့်ပေါ့နော်တူတူရှိတယ်လို့ပေါ့တူတို့အပြည့်ဝ supporting ပေးဖို့တော့တူတို့စီစဉ်ကြတယ်အများတန်းပြောတာပေါ့နော်ပွဲလေးတွေဆိုလည်းတူတို့အများတန်းရှာပေးတယ်ဒီထက်ကောင်းလိုက်ပွဲလေးလည်းတူတို့ချိတ်ပေးတယ်ပေါ့နော်လက်ရှိတူတူ MMA ပွဲတွေပြိုင်ချင်ဆိုတော့တူတို့လက်ရှိ MMA ပွဲလေးတွေလည်းအစပေါ့နော်သူတို့ပြန်ပြီးတော့တူပြန်ရှာပေးတယ်အဲ့လိုပေါ့ contact လေးလုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့ဘယ်ချိန်တော့ဖြစ်လာမလဲတော့မသိဘူးอ่ะကိုဟုတ်အဲ့တော့တူတူကအဲ့ဆိုရင်ဟိုပြီးတဲ့ပွဲထိုးတာတော့မွေးထိုင်းထိုးသွားပါပေါ့နော်အဲ့တော့တူတူရဲ့ဒီပြန်လာတဲ့ comeback က MMA ပြန်ကစားဖို့ပေါ့အဲ့လိုပြောလို့ရမလားဗျဟုတ်ကဲ့တူတူကအကြီးက MMA ပူအားတာတော့တူတူရဲ့ favorite ပေါ့နော် favorite event တွေကတော့ boxing နဲ့ MMA ပေါ့နော်ဒီမွေထိုင်းကကျတော့အကြီးကကျတူတူအတွေ့အကြုံပိုင်းလောက်ပါပဲတူတူယူတာပါတကယ်တော့လဲတူတူမွေထိုင်းပြန်ဖို့စီစဉ်မရှိပါဘူးတူတူအရင်လဲဟိုမွေထိုင်းမှာအားမတာဘူးလीနော်ဆိုတော့တူတူကဒီတူတူရဲ့ပုံစံနဲ့လဲမွေထိုင်းနဲ့လဲတိတ်မလိုက်ဘူးလေအကြောင်းနော်အတွေ့အကြုံပဲပေါ့ဟုတ်အတွေ့အကြုံပဲပေါ့ဟုတ်အဲ့တော့တူတူလက်ရှိပေါ့နော်ဒီ MMA ပြန်ကစားမယ်ဆိုတော့တူတူဘယ် weight တန်းလောက်ပြန်ပြီးတော့ကိုမှန်းထားလဲဘယ်နှပေါင် weight တန်းလောက်မှမှန်းထားလဲတူတူကတော့ atom weight ပဲပေါ့အခုလက်ရှိလည်း one championship မှာကျတော့လည်းatom weight ကအသေးဆုံးပဲဒီထက်သေးတဲ့ weight လည်းမရှိပါတော့ဆိုတော့ဒီ atom weight ဝင်ဖို့တော့မှတော်တော်ကျူးစားပြီးတော့တော် weight တက်တင်ရအောင်ပါပေါ့နော်အမှန်တကယ်ဒီထက်သေးတဲ့ weight ရှိမှဆိုတော့ဒီထက်သေးတဲ့ weight တက်မှတော် champion ဖြစ်ချင်တယ်1 championship ကတော့အဲ့115အနေဆုံးပဲထန်တယ်မွေထိုင်းတော့နည်းနည်းလေးနှိမ့်နေတာရှိတယ်100ဝန်းကျင်လောက်ရှိရပေါ့105ဝန်းကျင်လောက်တော့ရှိရဒါပေမဲ့ MMA ကျတော့115ပဲထန်တယ်ဟုတ်တယ်ဒီမွေထိုင်းကဒီနိပိုင်းလောက်မှာပေါ့နော်ဒီထက်ငယ်တဲ့ weight လေးတို့နည်းနည်းတော့ဟိုပြန်ထည့်ပေးထားတာတော့တွေ့တာပေါ့နော်ဒီ MMA ကတော့ဒီ115အနည်းဆုံးပေါ့ဟုတ်အခု1 championship နဲ့တူတူခစ်က1 championship နဲ့ဘာတွေကွာတော့ကြီးလို့ထင်လဲကွာတယ်ဆိုဟိုပြောမဆိုတော့ဟိုခဏနေကြလဲဟို blame နဲ့ဖြေအောင်မယ်ဟိုမျိုးဖြေအောင်မယ်ပေါ့နော်ပြောတော့မပြောရဲပါဘူးဒါကိုစိတ်ထဲမှာပဲရှိရပါတော့အခုဟာအဲ့တော့ဟိုတော့ကကိုစောမင်းတော့ကျွန်တော်တစ်ချက်မေးဘူးတယ်ဒီဘက်ကဝန်ထမ်းတွေကိုလေစောမင်းနဲ့ကျွန်တော် interview နေတဲ့အချိန်ကျတော့စောမင်းသိလားဆိုတော့သူတို့ကမသိဘူးတဲ့ဟုတ်လားသူကလည်း1 championship မှာထိုးဘူးတယ်လို့အဲ့လိုဆိုကြသူတို့ကမသိချလောက်တော့ကျွန်တော်တို့ရန်ကုန်မှာလာကျင်းပတဲ့အချိန်တော့ဝန်ထမ်းတွေမဟုတ်တော့ဘူးကျွန်တော်နဲ့ခင်းတဲ့လူတွေလည်းမဟုတ်တော့အဲ့ကြားတဲ့တော့အဲ့တော့ဝန်ထမ်းတွေတော့ကိုဗစ်မှာတော့အခုကျတော့ထိုင်းဘက်မှာဆိုထိုင်းဘက်မှာတော့မသိဟိုဝန်ထမ်းတွေကတူတူတို့လည်းမသိလိုက်တော့ဘူးကျွန်တော်ထင်တာတော့အများစုကမျက်နှာတက်တွေဟုတ်ကဲ့ရှယ်ဟုတ်အဲ့တော့ဒီလိုမျိုးဟွာလို့မယ်ဆိုရင်1 championship ကိုပြန်ပြီးဝင်မယ်ဆိုရင်တူတူ training တွေအကုန်လုံးပြည့်သွားပြီဝင်မယ်ဆိုရင်လမ်းကြောင်းကတော်တော်ကြီးကိုတူတူတို့အတွက်အဆင်ပြေနိုင်လောက်လားအဆက်အသွယ်တွေပါရှိသေးလားအဲ့လိုနောက်ွယ်မှာပေါ့နော်ဒီပြန်ဝင်ဖို့အတွက်ကိုဒါတော့နည်းနည်းတော့ပြန် try ရမှာပေါ့နော်အခုတော့ဘယ်လိုဖြစ်လဲဆိုတော့သူတို့ကလည်းပွဲဝေးကလည်းတော်ကြာပြီဆိုတော့လက်ရှိကလည်းသူတို့ကနားလောက်ပြီလို့ပဲသူတို့ကတွေးထားတဲ့အနေထားမျိုးခါကျတော့လေနေရာတစ်ခုပြန်ရဖို့တော့သူတို့အနေနဲ့တော့တော်နည်းနည်းတော့ဟိုပြန်ပြီးတော့ကြိုးစားရမှာပေါ့နော် contact လေးနဲ့တေချာလေးပြန်ပြီးတော့ဟိုဝင်နိုင်ဖို့တော့လိုတယ်ပေါ့ contact ကကောင်းလေးနဲ့ပေါ့နော်ဟုတ်
ဂျင်နေကတော့ထိုင်းဘက်ကဂျင်နေကတော့ဂျင်ကြီးတွေတော်တော်များများရှိကြပါတယ်သူတို့ကလည်းတူတူတို့ profile တွေပြလိုက်ရင်ရန်ကြီးတော့ခက်မယ်မထင်ဘူးပေါ့ကျွန်တော်မြင်တာတော့အဲ့လိုပုံစံမျိုးရှိတယ်ဟုတ်အဲ့တော့ကျွန်တော်တူတူပြည့်သက်တွေနဲ့ပြန်ပြီးမိတ်ဆက်ပေးကြတာအဲ့တော့တူတူပြည့်သက်တွေပေါ့နော်ဘလို့ဘာဖြစ်ပြောချင်နေလဲပေါ့တူတူပြန်လာပြီပေါ့ဘာဖြစ်ပြောချင်နေလဲတူတူကြိုက်လို့ပြောပြီးပြည့်သက်တွေတော့ပြောနေတယ်ဘာလို့ကျွန်မဆိုအရာချစ်လို့ပေါ့နော်ပြိတ္တတွေချစ်လို့ပြိတ္တလည်းပွဲလေးတွေကြည့်ဆိုတူရဲငါတို့နေတတိရတယ်တူရဲငါတို့နေလွားငါတို့နေအမြဲတမ်းအပင်းနေတာအမြဲတမ်းချစ်နေတာဆိုတော့အတန်လေးတော့ပေါ့နော်သူရဲ့ comment လေးကြည့် message လေးတွေကြည့်ပြီးတော့တကယ်အားနာတော့ပေါ့နော်အခုနော်ဘာလို့ပြန်မလာနိုင်တဲ့အတော်သွင်းပေါ့နော်ဒီအချိန်ထိပေါ့နော်ကိုဖက်မှာလေသူတို့အမြဲတမ်းဟိုမလေးရတီးပြီးတော့ကိုလေမျောပေးကြတော့ဗောနော်ဆိုဟုတ်တယ်ဒါအားကျေးဇူးတင်တဲ့ပြိတ္တတွေချစ်တာဗောနော်ဒီပြန်လာရွေချက်လဲဒီပြိတ္တတွေကြောက်လဲအများကြီးပါပါတယ်ဟုတ်ကျွန်တော်သတိထားမိရပါလီမာတော့ဆိုရင်တူတူအများတန်း live လွှင့်တယ် live လွှင့်တယ်ဆိုရင်တူတူပြိတ္တတွေနဲ့အများထိုင်ပြီးစကားပြောနေကျွန်တော်အဲ့ဒါကြီးမှတ်မိတယ်အဲ့တော့ဆိုရင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါခင်ဗျအခုလိုအချိန်ပေးပြီးဖြည့်ပေးတဲ့အတွက်တူတူအများကြီးကျေးဇူးတင်ပါတယ်ကမ်ဘတ်မှာလည်းနိုင်ပွဲတွေနဲ့အများကြီးပြန်လာနိုင်ပါစေပြည်သက်တွေလက်ခုပ်တန်တွေလည်းအများကြီးရပါစေပြန်ပြီးတော့ဟုတ်ကဲ့ပါရှင်တူလည်းအကောင်းဆုံးပေါ့နော်ဒီထက်မဟုတ်ပေါ့နော်အရင်ကတည်းကအများကြီးပေါ့နော်ပူကောင်းအောင်တူလည်းကြိုးစားတော့ပါမယ်ပြည်သက်တွေလည်းတူပြီးဆက်ပြီးမျှော်လင့်ပေးကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးပါတူကျေးဇူးပါခင်ဗျာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်ဆက်လက်ပြောပြမယ့်အကြောင်းအရာကဒီမနေ့မှာ UFC ကချပြလိုက်တဲ့ UFC Fight Night ပြိုင်ပွဲအကြောင်းဖြစ်ပါတယ်။လာမယ့်မေလ2ရက်နေ့မှာတော့ UFC က Aussie ကိုသွားပြီးတော့ UFC Fight Night ပြိုင်ပွဲထပ်မံကျင်းပအောင်မယ်ဆိုတဲ့အကြောင်းကိုပြီးခဲ့တဲ့ရက်ပိုင်းတွင်းကတရားဝင်ချပြခဲ့တယ်။ဟိုပြီးခဲ့တဲ့လပိုင်းတွင်းကကျင်းပခဲ့တဲ့ UFC 325ပြိုင်ပွဲကလည်း Aussie မှာပဲကျင်းပခဲ့တာ။အဲ့ဒီပြိုင်ပွဲမှာတော့အထူးဧည့်သည်တွေအဖြစ်ကျွန်တော်တို့ရဲ့ချန်ပီယံလေး Joshua Ban နဲ့ Carlo Prater တို့ဝင်ရောက်ခဲ့တယ်။ဒီမနေ့ချပြလိုက်တဲ့အဲ့ဒီ UFC Fight Night ပြိုင်ပွဲရဲ့ကောင်းပွဲအဖြစ်တော့ Aussie fighter Jet Medalina နဲ့ Carlo Prater တို့ကထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။ဒီတွဲဆိုင်နဲ့ပတ်သက်လို့အစောပိုင်းမှာကတည်းကကောလာဟလသတင်းတွေထွက်ပေါ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်။ Aussie ပြည်သက်တွေက Carlo Prater ကိုဝင်းရံသည့်တိုင်အောင်သူတို့ရဲ့ fighter Jet Medalina နဲ့တော့ပွဲမဖြစ်စေချင်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ဒီအမေဖြေကဏ္ဍတွေမှာထုတ်ပေါ်ပြောဆိုခဲ့ကြတယ်။သို့တော်လည်းပဲ promotion ကတော့အဲ့ဒီလမ်းကြောင်းကိုရအောင်ရွေးလိုက်တယ်။ Carlo Prater ကဒီ Brazil fighter ဖြစ်နေသည့်တိုင်အောင်ဒီထိုင်းမှာမွေးထိုင်းပွဲတွေစတိုက်ထိုးတော့က Aussie ကမျိုးသမီးတယောက်နဲ့အိမ်အောင်ချဘူးတဲ့သူ့ရဲ့ကလေးကလည်း Aussie မှာရှိတယ်ဒီလိုပုံစံမျိုးကြောင့် promotion ဘက်ကဒီအနေထားတစ်ခုဖန်တီးလိုက်တဲ့ထင်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီတွဲဆိုင်ကပြည်သက်တွေအတွက်တော့ဆွဲဆောင်မှုရှိတယ် Jet Medalina က boxing ကစားပုံကောင်းတယ်ဘီလာမူဟာမက်နဲ့ကစားတဲ့ပွဲတုန်းကသူ့ရဲ့ boxing skill တွေကိုချပြသွားတယ်Carlo Prater ကလည်း UFC fighter ဘွားမှာပြည်သက်တွေဝင်ရမှုအတော်အကောင်းတဲ့fighter သူအနိုင်ယူပြတဲ့ပွဲတွေအများစုကလုံးဝပွဲသိမ်းရလက်တွေနဲ့ချီပဲဘောနက်စုတွေလည်းဇက်တိုက်သိမ်းပိုက်ထားတဲ့ fighter ဒါကြောင့်မလို့ဒီ fighter နဲ့ထိပ်တိုက်တွေ့တဲ့အနေထားကပြည်သက်တွေအတွက်ပွဲကောင်းတစ်ပွဲပဲဒီ UFC Fight Night ပြိုင်ပွဲရဲ့ကောင်းပွဲကတော့အတော်လေးဆွဲဆောင်မှုရှိပါတယ်ဒီမနေ့ကျင်းပသွားတဲ့ Mexico က UFC Fight Night ပြိုင်ပွဲတွေအကြောင်းဆက်ပြီးပြောရအောင်မယ်ဆိုရင် Joshua Ban ရဲ့ပြိုင်ပွဲဟောင်းတွေထဲမှာ Ega Chainrek ကတော့ Philippe Bunet ကိုတိုင်အဆုံးဖြတ်နဲ့ပြန်ပြီးအနိုင်ယူတယ် Kevin Borja ကတော့ပြိုင်ပွဲ fighter ကိုအစောပိုင်းမှာအသာစီးရယူနိုင်သည့်တိုင်အောင်ပြိုင်ပွဲရဲ့ထင်မှတ်မထားတဲ့ခံဘက်ပုံစံမျိုးနဲ့အလဲထိုးခံလိုက်ရတယ်အဲ့အတွက်ရှုံးပွဲကြုံသွားတယ်ဒီနေရာမှာအားသက်စရာကောင်းတဲ့ရလက်ထွက်ပေါ်ခဲ့တာကထိတ်ဆုံးကောင်းပွဲဖြစ်ပါတယ်promotion ဘက်က Brandon Moreno ကိုပြန်ပြီးနိုင်ပွဲရစေခြင်းလို့ ranking တို့မှဝင်ရောက်နိုင်ခြင်းမရှိသေးတဲ့ Cabanolo fighter မျိုးနဲ့အစားထိုးပွဲတဲ့ပေးခဲ့သည့်တိုင်အောင်ချန်ပီယံဟောင်းကြီးကတော့ promotion ရဲ့လိုအပ်တဲ့ပုံစံမျိုးတိုင်းဆွမ်းဆောင်နိုင်ခြင်းမရှိဘူးဒီပြိုင်ပွဲမှာတိုင်းအဆုံးဖြတ်တဲ့ Cabana ကပဲအနိုင်ယူသွားတယ် Moreno ကတော့သူ့ရဲ့အကောင်းဆုံးအချိန်တွေကျော်လွန်သွားပြီလို့ပြောလို့ရပါတယ်သူကစားသွားတဲ့အနေအထားမှာကစားပုံတွေကအရင်လောက်ထိလဲပိုထက်တက်မြက်မြက်မရှိဘူးနိုင်လို့စိတ်ကလည်းအရင်လောက်ကြီးပြင်းပြင်းပြပြမရှိတော့ဘူးလို့မြင်မိတယ်ဘာပဲဖြစ်ဖြစ် Brandon Moreno ဟာကျွန်တော်ရှေ့ကပြောခဲ့တဲ့အတိုင်းသူ့ရဲ့ Mexico မြင်းပေါ်မှာ Mexico ပြည်သက်တွေရှေ့မှာရလက်ကောင်ယူပြနိုင်ခြင်းမရှိတဲ့အစင်လာကိုချိုးပြနိုင်ခြင်းမရှိဘူးဒီတစ်ခါမှလည်းဒိုင်အဆုံးဖြတ်နဲ့အရှုံးပေးလိုက်ရတယ်ထူးထူးခြားခြားသတိထားမိတဲ့အချက်ကကာဘာနာက Moreno ကိုပွဲသိမ်းရလက်နဲ့အနိုင်ယူပြခြင်းမရှိသည့်တိုင်အောင် promotion ဘက်ကတော့ဒီ fighter လေးကို performance bonus စု$1သိန်းချီးမြှင့်လိုက်တယ်ဒါကတော့အတော်ကိုထူးခြားပါတယ်ဒီ fighter လေးကဒီ ranking သတ်မှတ်ချက်မရှိတဲ့အနေအထားကနေဒီ ranking နံပါတ်10တွန်းမှာရှိတဲ့ champion ဟောင်းပြိုင်ဘက်ကိုအနိုင်ယူပြလိုက်တဲ့အတွက်ဒီလိုပုံစံမျိုးအတိမတ်ပြုလိုက်တယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းပါတယ်
ဆက်လက်ပြီးတော့ဒီနေ့ထဲမှာအင်ဘီရိုအထိသွားပြီးကျင်းပမဲ့ UFC ပြိုင်ပွဲနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုပြောကြားရအောင်ပါဒီကိစ္စတွေကမြန်မာပြည်မှာလည်းစက်တိုက်ပေါ်ပေါက်ခဲ့တယ်မြန်မာပြည်ကအမေရိကန်တန်ယုံကအမေရိကန်ပြည်အောင်စုတီထောင်မှုနှစ်ပေါင်း250ပြည့်အထိမ်းအမှတ်ဖြစ်ပွဲတွေစက်တိုက်ကျင်းပခဲ့တယ်အဲ့လိုကျင်းပမဲ့အနေအထားမှာပထမဆုံးခြေလမ်းအဖြစ် UFC ရဲ့နှစ်ပေါင်း20ဖြတ်သန်းမှုကာလမှတ်တမ်းရုပ်ရှင်ကိုပြသသွားတယ်ဒါကဘလို့အကြောင်းအရာကြောင့်လဲဆိုတော့လက်ရှိ UFC Flyweight တန်းရဲ့ချန်ပီယံက Joshua Ban ကျွန်တော်တို့နိုင်ငံကနေမွေးဖွားလာခဲ့တဲ့ fighter လေးဒါလို့ပုံစံမျိုးကြောင့်မြန်မာပြည်သက်တွေကလည်း UFC ပွဲစဉ်တွေဆိုရင်စက်တိုက်ဝင်ရန်ကြတယ် Joshua Ban ဆိုရင်အားပေးကြတယ်ဒါကြောင့်မလို့ American တန်ယုံကကမကထပြုတ်ပြီးတော့ Joshua Ban လည်းရှိနေတဲ့ UFC ရဲ့ဒီနှစ်ပေါင်း20အတွင်းထိုးတက်လာတဲ့ဖြတ်သန်းခီးပုံစံမျိုးနဲ့ UFC fighter ဟောင်းကြီး Nate Marquardt ကိုယ်တိုင်တက်ရောက်ပြီးတော့ပွဲတစ်ပွဲကျင်းပသွားတယ်အဲ့ဒီပွဲကိုကျွန်တော်လည်းပြည်သက်တွေကိုသတင်းထုတ်ပြန်ခဲ့တယ်တက်ရောက်လာတဲ့ပြည်သက်တွေလည်းတော်တော်ကြီးများခဲ့တယ်တန်ယုံကလည်းဒီပွဲနဲ့ပတ်သက်ပြီးကျေးနဲ့အားရမှုရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်စီပြန်ပြီးအကြောင်းပြန်တယ်ကျွန်တော်ကတော့ဒီမြန်မာပြည်ကနေ MMA fighter လေးတွေထွက်ပေါ်လာတယ်ဆိုရင်အလားအလာကောင်းတဲ့ fighter လေးတွေပေါ်လာတယ်ဆိုရင် UFC ထိရှောက်လန်းနိုင်ဖို့တန်ယုံအနေနဲ့တတ်နိုင်ဆုံးကူညီဖို့လဲပြောဆိုလိုက်တယ်နောက်မှလည်းတကယ်လို့မြန်မာပြည်ကပြည်သက်တွေက UFC ပွဲစဉ်တွေသွားကြည့်ကြတယ်ဆိုရင်အဲ့ဒီအပိုင်းတွေမှာလည်းအလွယ်တကူနဲ့သွားကြည့်လို့ရအောင်ကူညီပေးဖို့ကျွန်တော်ကတော့တောင်းဆိုလိုက်တယ်ဒါကဘာဖြစ်လို့လဲဆိုတော့ဒီလိုပွဲတွေသွားကြည့်ဖို့ဆိုတာကိုပတ်စံရှိအောင်နဲ့မလွယ်ဘူးလက်မှတ်ဖြတ်တဲ့အပိုင်းဗီဇာထုတ်တဲ့အပိုင်းစသဖြင့်အများကြီးလိုအပ်တယ်ဒါကြောင့်မလို့တန်ယုံဘက်ကကူညီနိုင်တဲ့အပိုင်းတွေကိုကူညီပေးဖို့လဲကျွန်တော်ကတောင်းဆိုထားတာဆက်နေတဲ့အကြောင်းအရာကဒီ UFC White House Cup နဲ့ပတ်သက်လို့အစောပိုင်းမှာတော့ကတော့ Conor McGregor ရဲ့တွဲဆိုင်ပါဝင်လာလိမ့်မယ်ဆိုပြီးပြည်သက်တွေအကုန်လုံးလည်းထင်ကြေးပေးခဲ့တယ်ကျွန်တော်လည်းထင်ကြေးပေးခဲ့တယ်ဥက္ခရာကြီး Dana White ကိုယ်တိုင်ဂျွန်းဂျုံကိုပွဲထုတ်ရမယ်အစား Conor McGregor ကိုပဲပွဲထုတ်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူကဇက်တိုက်ပြောဆိုခဲ့တာတို့တော့လည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Conor McGregor ရဲ့တွဲဆိုင်က UFC White House Cup ပြိုင်ပွဲမှာပါဝင်လာဖို့ရာဂိုင်နှုန်းနည်းသွားပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုကြတယ်အဲ့ဒီပြိုင်ပွဲရဲ့ထိပ်ပိုင်းခေါင်းပွဲအဖြစ်တော့ဒီ Light Heavyweight တန်းကချန်ပီယံကပတ်ကိုလက်လွတ်ထားတဲ့ Alex Pereira ရဲ့ပွဲဖြစ်နိုင်တယ် Alex Pereira နဲ့ဂျွန်းဂျုံထိပ်တိုက်တွေ့မလား Alex Pereira နဲ့ Sergey Gan ထိပ်တိုက်တွေ့မလားဒီ fighter 2ယောက်ထက်ကတယောက်ဖြစ်နိုင်တယ်စတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေကြပါတယ်ဥက္ကရာကြီး Dana White ကတော့မနေ့က Instagram ကနေ live လွှင့်သွားတဲ့အနေအထားမှာဒီတစ်ပတ်ထဲမှာပဲဒီ White House Cup နဲ့ပတ်သက်တဲ့အချက်လက်တွေကိုစက်တိုက်ချပြသွားမယ်ဆိုပြီးပြောဆိုသွားတယ်အဲ့တော့ပြည်သက်တွေရင်ခုန်စွာနဲ့စောင့်မျှော်နေကြတဲ့ဒီ UFC White House Cup ပြိုင်ပွဲကဒီတစ်ပတ်ထဲမှာပဲထူးခြားမှုတစ်စုံတစ်ရာရှိလာပါလိမ့်မယ်နောက်ဆုံးအနေနဲ့ပြောပြခြင်းတဲ့သတင်းတစ်ပုဒ်က One Championship ကသတင်းတစ်ပုဒ်မတ်လ20ရက်နေ့မှာကျင်းပမဲ့145-147ပြိုင်ပွဲမှာထိပ်ဆုံးကောင်ပွဲအဖြစ်ထိုးသက်မဲ့နာဘီကဒီပွဲပြင်ဆင်တဲ့အပိုင်းတွေမှာဘယ်လိုပုံစံမျိုးနဲ့ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြသွားတယ်နာဘီကမွတ်စလင်ဖိုက်တာလက်ရှိကာလကရာမာဒန်ဥပုပ်ကာလကိုဖျက်ဆီးနေရတဲ့အနေအထားဒီလိုကာလမျိုးမှာသူ့အနေနဲ့ချန်ပီယံကပတ်ကာကွယ်ပွဲထိုးဖို့အတွက်ပြင်ဆင်နေရတာဒါကြောင့်မလို့သူ့ရဲ့ပြင်ဆင်တဲ့အပိုင်းတွေကပုံမှန် normal အတိုင်းမဟုတ်ဘူး training schedule တွေကိုအပြောင်းလဲလုပ်ထားရတယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုခုလိုပုံစံလေးမြင်သူကချပြသွားပါတယ်လောလောဆယ်ကျွန်တော်ရဲ့ training camp က80% 90% လောက်ပြီးစီးနေပါပြီဒီကာလရာမာဒန်ဥပုပ်ကာလနဲ့တိုက်ဆိုင်နေပြန်တော့လေ့ကျင့်ခန်းအချိန်တွေကိုလည်းအပြောင်းလဲလုပ်ခဲ့ရပါတယ်မနေ့ပိုင်းပြေးရမယ့်အစားညနေပိုင်းမှာပြေးရတယ်မနေ့ပိုင်းလေ့ကျင့်ရမယ့်အစီအစဉ်တွေကိုညနေပိုင်းအထိပြောင်းရတယ်တခါတလေည7:00နာရီမှပြီးတယ်လို့တချို့ညတွေဆိုရင်ည2:00နာရီအထိတောင်ရောက်သွားတတ်ပါတယ်အစောပိုင်းတုန်းကတော့ဒီလိုအချိန်စရာအပြောင်းလဲလေ့ကျင့်ရတာခက်ခဲတာပေါ့ပင်ပန်းမှုတွေလည်းရှိတယ်ဒါပေမဲ့အသားကျနေပါပြီကောင်းတဲ့အချက်ကပင်ပန်းမှုတွေများလာလေပို့ပြီးတော့တန်မာလာလေပါပဲ body weight ကတော့သတ်မှတ် weight ထက်5ကီလို6ကီလိုလိုက်ပိုနေစေပါဒါပေမဲ့အချိန်မီ weight ချလို့ရပါတယ်ဆိုပြီးနာဘီကပြောဆိုသွားပါတယ်ဒါကတော့ရာမာဒန်ဥပုပ်ကာလအတွင်းမှာမွတ်စလင်ဖိုက်တာတယောက်ဖြတ်တန်းရတဲ့အနေအထားတွေကိုသူကချပြသွားတာကျွန်တော်ပြည်သက်အများစုမမြင်နိုင်တဲ့ရှူတောင်တစ်ခုဖြစ်လို့ကျွန်တော်ကဆွဲထုတ်တင်ပြတာတစ်ဆက်တည်းမှာပဲနာဘီကသူ့ရဲ့ပြိုင်ဘက် Rambo လက်နဲ့ပတ်သက်လို့အခုလိုဆက်ပြီးမှတ်ချက်ပေးသွားခဲ့ပါတယ်Rambo ရဲ့ body တိဆောက်ပုံကကျစ်လစ်မှုရှိပါတယ်ကိုလုံးကိုတွေကကျွန်တော်ထက်လက်ကြီးမဲ့ထင်တယ်ကစားပုံကကောင်တာဆောင်ရင်ချိန်သားကိုက်ထုတ်သုံးတဲ့ပုံစံမျိုးပါပဲအဲ့ဒီဘိုင်းမှာတော့သူကအတော်ကိုတိကျကျွမ်းကျင်မှုရှိတာပါခြေထောက်ကန်ချက်တွေလည်းကောင်းတယ်နိုင်ပွဲတွေကလည်းဇက်တိုက်ဖြစ်နေတော့ယုံကြည်မှုဘိုင်းကအမြင့်ဆုံးထိရှိနေပါလိမ့်မယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ fighter ကြီးကျော်စွာဝင်းရဲ့တွဲဆိုင်လဲထည့်သွင်းထားတယ်နောက်ထပ်ဘယ်မြန်မာ fighter တွေရဲ့တွဲဆိုင်တွေထပ်မံထည့်သွင်းသွားအောင်လဲဆိုတာစောင့်ကြည့်နားဆွေရင်းနဲ့ဒီကနေ့အတွက်ဒီလောက်နဲ့ပဲတင်ဆက်ပြရစီခင်ဗျ
လာမယ့်နေ့တွေမှာလည်း MMA လောကကအကြောင်းအရာတွေ fighter လောကကသတင်းအချက်လက်တွေကိုဆွဲထုတ်တင်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel ကိုအားပေးကြပါအောင်ခင်ဗျ